ဝတ်ကျွေးရှိရင်ပေးရမှာပဲလေဒီဆရာတော်ဘုရားကြီးကအိမ်တိုင်းကဆွန်းစားပင့်တယ်တဲ့ဆွန်းသွားပြီးတော့ဖုံးပေးတာပေါ့ဖုံးပေးပြီးတော့အိမ်ကပြန်ထွက်မှာအိမ်အဝင်ချွတ်ထားခဲ့တဲ့လေဒီဆရာတော်ဘုရားကြီးရဲ့ဖနက်ကပျောက်သွားတယ်ကျန်တဲ့သံဃာတွေကတော့ကိုယ်ဖနက်ကလေးကိုစီးကြွသွားလေဒီဆရာတော်ကြီးကသူချွတ်ထားတဲ့ဖနက်နေရာကလေးအငေးသားကြည့်နေပါတယ်တဲ့အလူရှင်ကစိတ်မကောင်းဘူးအရှင်ဘုရားဖနက်ကိုနှမျောမနေပါနဲ့တပည့်တော်အစ်စ်ဝယ်လှူပါမယ်လို့ပြောတယ်လေဒီဆရာတော်ကြီးကပြန်ပြောတယ်ဖနက်ကိုနှမျောလို့မဟုတ်ပါဘူးတဲ့ဒီဘဝမှာလေဒီဆရာတော်ဖြစ်မဲ့ပုဂ္ဂိုလ်ကဟိုးတိတ်ဘဝတစ်ခုမှာသူများဖနက်ခိုးခဲ့မိတာရှက်လို့ပါကျွန်တော်တို့ကောင်းမှုတွေပြုရင်ကောင်းမှုကံဆက်ချက်လိုက်နေတာပါပဲမကောင်းမှုပြုရင်မကောင်းတဲ့ကံတွေအကျိုးပေးခြင်းတိုင်ရင်ကျိုးပေးတာပါပဲမြည်သည့်ကံမှအဟောတိကံဖြစ်သွားတာမရှိပါဘူးကျိုးမတန်သေးရင်မပေးတာပါပဲမက်ဖို့နိဗ္ဗာန်ရမှအဲ့ဒီကောင်းမှုကံရောမကောင်းမှုကံရောအားလုံးအဟောတိကံဖြစ်ပါလေ။ရောင်းမမြတ်ဘုရားကမကောင်းမှုရှောင်ကောင်းမှုဆောင်ကျူအောင်စိတ်ကိုထားအဲ့ဒါဘဝနေနီးကောင်းလဲ